ကဲအားလုံးပဲမင်္ဂလာပါဂိုရန်ဂိမ်းမင်း channel ကနေပြန်လည်ကြိုဆိုပါရစေကဲအခုဆိုရင်တော့ဂိုရန်ဂိမ်းမင်းမဟုတ်တဲ့စပစ်ဂိမ်းမင်းဖြစ်သွားပါပြီဘာလို့ကြောင်းလေးရရဆိုတဲ့အကြောင်းကတော့ကျွန်တော်ပြီးရင်တော့ပြောပြမယ်ပေါ့နော်စပစ်ဂိမ်းမင်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ channel ကိုတည်တည်ချာချာပြန်ထွန်းမှာပဲဖြစ်ပါတယ်ကျွန်တော် channel လေးကိုအားပေးကြတဲ့ဦးကြည့်နေတဲ့ကိုလည်းယနေ့ချိန်တည်းကျေးဇူးထိဝတ်တင်ပါတယ်ကျွန်တော်ဗီဒီယိုမတင်တာ3လ4လလောက်ဖြစ်နေပြီเนาะတော်တော်လေးကိုကြာနေပြီဆိုတော့ပမာဏမှာရှိတယ်ဆိုတော့ subscriber 200ကျော်သွားနေတယ်အဲ့ဒါကိုမှပြန်ပြီးတော့ကြာသွားလိုက်သေးတယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော် data ပြန်ထွက်မယ် GW ပေးမဲ့ကိစ္စကတော့မပေးဖြစ်တယ်ပေါ့နော်နောက်မှပဲပြီးတော့မယ်ဗျာကဲဒါကတော့ထားပါကျွန်တော် speed game လို့ပြောရတဲ့ကျွန်တော် speed ချောင်ဖြစ်တယ်ပေါ့နော်ဟေးရှာတာပါဗျာကဲအခုဆိုရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဗီဒီယိုမတင်သေးတဲ့နောက်ပိုင်းမှာဘာပြောင်းလဲဝါဆိုတာကိုကျွန်တော်ပြပေးမယ်ဒီမှာတိုက်ကူရဲကျွန်တော်နံပါတ်ဝင်ခဲ့ရပေါ့နော်တိုက်ကူရဲနံပါတ်ဝင်ခဲ့တယ်ဒါကတော့ထားပေါ့နော်နောက်တစ်ခုကတော့ဒီမှာကျွန်တော်စကားမဆက်လေးပြောချင်တယ်ကျွန်တော်ဒီ Starlet ကလေးရောင်းမယ်ပေါ့နော်ဈေးကတော့ 18K ပဲရှိပါနော် 80K ဆိုတာ18000ပြောတာပေါ့နော်18000နဲ့ရပါမယ်အစော့အတင်းနဲ့နည်းနည်းပါးပါးရှိပါတယ်ဒီ Starlet ကို18000နဲ့ရောင်းမယ်ပထမတော့ giveaway ပေးဖို့ခုတော့မပေးတော့ဘူး18000နဲ့ရပါမယ်ခင်ဗျကျွန်တော်ကိုအဲ့ဒါကိုယူချင်တော့ကျွန်တော်ရဲ့ Telegram channel လေးမှာလာပြီးဆက်သွယ်ပေးပါ18000နဲ့ရောင်းပေးပါမယ်အစော့အတင်းရှိပါတယ် Telegram channel အခုပြထားတဲ့ Telegram channel လေးမှာလာရောက်ပြီးတော့ဆက်သွယ်ပေးပါနောက်တစ်ခုကတော့ကျွန်တော်နဲ့ game တူရှော့ခြင်းเนาะကျွန်တော်ရဲ့ဒီ speed ဆိုတဲ့ကောက်လေးမှာပေါ့เนาะကျွန်တော်အခုပြထားတဲ့အန်ဒီလေးကို join ပေးပါတစ်ကိုကိုခုံကို5563ဆိုတဲ့ဟာလေးကိုအကောက်လေးအပ်လိုက်ပေါ့เนาะတကယ်လို့ကျွန်တော်နဲ့ Star လက်ကကိုဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် Telegram ခုနကပြသွားတဲ့အကောက်လေးလာရဲဆက်တွေ့ပြီပါနောက်တစ်ခုကတော့ squad ပေါ့နော်ကျွန်တော် squad တစ်ခုထောင်ထားရဗျာဒီ squad ကတော့ကျွန်တော်လူတယောက်မှလည်းမရှိသေးဘူးဗျာအဲ့တော့ brother တို့ကိုပဲထည့်မယ်ဗျာကျွန်တော်အားပေးခဲ့တဲ့လူတွေကိုပဲထည့်မယ်လူကတော့9ယောက်ထိရတယ်ပေါ့နော်အခုလို့ဆိုရောတော့9ယောက်ထိထည့်ပေးမယ်ပေါ့နော်လာရောက်ပြီးဆက်တွေ့ပေးပါ squad လေးကိုထည့်ခြင်းပါတယ်ထည့်ခြင်းပါတယ်ဆိုရင်ကျွန်တော် Telegram လေးကိုလာရောက်ဆက်တွေ့ပေးပါကျွန်တော်ရဲ့ squad နာမည်လေးကနကန်တဲ့အသိပေါ့နော်အတူကတော့ HHO ပေါ့နော် HHO ဆိုတာတော့ hydrogen အောက်ဆီဂျင်ဆိုကျွန်တော်၆ပေးထားတာပေါ့နော်ကဲဒါကတော့ထားပါဒါကတော့အားလုံးသိပြီကြာပြီလို့ထင်တယ်ပေါ့နော် Starlight လေးပေါ့နော်ကဲထားပါကဲအားလုံးကိုကျွန်တော်ကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲဘိုင်းမှန်ပါခင်ဗျာကျွန်တော် channel ကိုတည်တည်ချာချာပြန်ထွန်းပါတော့မယ်